Okay မင်္ဂလာပါကျွန်တော်အခုဆက်သွားမှာက question number 1ပေါ့ petty cash flow က question number 1စပြီးတွေ့မယ်ပေါ့နော်အဲ့တော့မိကုန်းကဘာပေးလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်ဗျ W Smith ကလည်း use the petty cash impress system ဒါ petty cash သုံးတဲ့ impress system တော့ငွေပြန်ဖြည့်တယ်ပေါ့ဒါ impress being ကဘယ်လောက်ဖြစ်လဲဆိုတော့ကျွန်တော်150ဒေါ်လာ150သတ်မှတ်ထားတယ်ဒါဆိုရင်တစ်လားကိုသူ့အနေနဲ့သုံးဆုံးခင်းပြုထားတာ150ပြီးလို့ရှင်ငွေတွေသုံးထားတယ်ဆိုရင်လည်းငွေတွေပြန်ဖြည့်မယ်ပေါ့ impress system impress amount ပေးတယ်ဗျ 1st November 2010မှာThe balance of petty cash in hand လက်ထက်မှာရှိတဲ့အသေးဆုံးငွေပေးထားတယ်ဗျ32.1 okay 32.1ပေးထားတယ်အဲ့တော့ the following transaction အောက်ပါ transaction တွေကြတော့ where income during the month of November ဒီ November လနဲ့ပတ်သက်ပြီးပေးထားတယ်အဲ့တော့ November 1ရက်နေ့ကနေ 1st November ကနေ30 November အထိတရက်ချင်းစီ daily ပေးထားတဲ့အသေးဆုံးဈေးတွေပေးထားတယ်ပေါ့ okay ဒါဆိုကျွန်တော်တို့ impress amount သတ်မှတ်ပေးထားတာ150ဒါစားတဲ့အချိန်မှာရှိတာ32.1ဒါဆိုစဉ်းစားဖွင့်ရမယ်ပေါ့Okay နောက်တစ်ချက်ကကျွန်တော်တို့က petty cash flow ဆိုရင်ပုံသင်9ခွက်ခွဲရမယ်လို့ပြောထားတယ်အနောက်က column ကကျွန်တော်တို့မေးခွန်းကြည့်ရမယ်လို့ပြောတယ်အဲဒါ require တော့ကြည့်ရမယ် require နံပါတ် A ကတော့ဘာပြောလဲဆိုတော့ enter the above transaction in the petty cash flow ထဲမှာဒီ transaction တွေအထက်ပါ transaction တွေကျွန်တော်မှတ်ခိုင်းတယ် okay အဓိကကျွန်တော်တို့ analysis column ခွဲခြမ်းစိတ်ပြရမယ် analyze column တွေကကျွန်တော်ဘာလဲဆိုတော့ motor vehicle expense ကအဓိက main အဲ့ဒါကိုရှာမှာဖြစ်တယ်ဒါဆိုကျွန်တော်တို့ကအပြင်လက်တွေဘဝမှာဆိုရင်တော့ကိုယ်လုပ်ငန်းအသုံးများတာဥမာoffice expense ရှိမယ် cleaning expense ရှိမယ် stationery expense ရှိမယ်အဲ့တော့ C တွေပိုင်းသုံးရတယ်ဆိုရင် fuel expense ရှိမယ်ကိုယ်လုပ်ငန်းပေါ်မှာမူတည်တဲ့ကုန်ကြမ်းသိနာမည်ကိုခွဲပေါ့နော်ကျွန်တော်တို့စာတွေးလေးလာမှာဖြစ်တဲ့အတွက် analyze column တွေကျွန်တော်မေးခွန်းပေးထားတာကိုတော့ကြည့်ရမယ်ဗျအဲ့တော့မေးခွန်းအောက်ဆုံးမှာ motor vehicle expense ရှိတယ် postage ကော်မာခံထားရတဲ့တစ်ခု cleaning expense ဒါဆို3ခုရှိပြီနောက်တစ်ခု traveling expense နောက်တစ်ခုက ledger okay ledger ဘယ်လိုသုံးလဲဆိုတော့ကျွန်တော်တွန်းရင်းနဲ့ပြပြပေးမယ်ဗျဒါဆိုရင်အားလုံးခွဲရမယ့် column ဒီကျွန်တော်တို့က motor vehicle expense postage cleaning traveling expense ledger အားလုံးပေါင်း column 5ခုဗျဒါကြောင့်မလို့ကျွန်တော်တို့အောက်မှာ petty cash flow ကိုကျွန်တော်တို့အစင်းသင်းတွက်လို့ရအောင် ready လုပ်ပေးထားတယ်ပုံသင်5 column ခွဲရမယ်လို့ပြောထားပြီးသားဘာလဲဆိုတော့ကျွန်တော်တို့က date ရယ်အဲ့တော့ receipt ရယ် date ရယ် detail ရယ် voucher number ရယ် payment ရယ်ဒီပုံသင်ဒီထိပေါ့အနောက်က column ကမေးခွန်းကြည့်ရမယ်လို့ပြောထားပြီးသား motor vehicle expense ဒါကြောင့်မလို့ကျွန်တော်မှာ motor vehicle expense လာဆွဲတယ်နောက်တစ်ခုက postage ဒါကြောင့်မလို့ဒီမှာကျွန်တော် postage ဆွဲတယ်နောက်တစ်ခုကကျွန်တော်ဗာလဲဆို cleaning ဒါကြောင့်မလို့ကျွန်တော် cleaning column ဆွဲတယ်နောက်တစ်ခုက traveling နောက်တစ်ခုက ledger သူ့ရဲ့ဆွဲခိုင်းတဲ့အကွက်ပေါ်မှာမူတည်ပြီးကျွန်တော်နောက်ကနေဆွဲတာပေါ့ဒါကြတော့ကျွန်တော်ကျောင်းသားတွေတွဲရတာ regular ကူအောင်ပထမဆုံးပုတ်လည်းဖြစ်တဲ့အတွက်အဆင်ပြေအောင်ဆိုပြီး format ဆွဲပေးထားတယ်ပေါ့အဆင်ပြေအောင် okay ဒါဆိုကျွန်တော် petty cash flow စဆွဲမယ် okay ထုံးစံတိုင်းပဲသူစီလဲ2 column cash flow 3 column cash flow တုန်းကလိုပဲစင်းစားဖွင့်ပြီဆိုတာနဲ့ cash flow စဆွဲပြီဆိုတာနဲ့ကျွန်တော်စင်းစားဖွင့်ရမယ်လက်ထဲမှာငွေတပြားတစ်ချက်မှမရှိဘဲနဲ့ကျွန်တော်သွားသုံးလို့မရအောင်အဲ့တော့လက်ထဲမှာရှိတာကနိုဝင်ဘာ1ရက်နေ့စတဲ့အချိန်မှာဘယ်လောက်ရှိလဲဆိုတော့32.1 okay ဒါဆိုဒီမှာ32.1ကိုစထည့်ရမယ်အဲ့တော့32.1ဒါဆိုရင်စတဲ့အချိန်မှာရှိတဲ့ open balance က32.1 okay အဲ့ဒါ balance BD BF သုံးလဲရတယ် BD သုံးလဲရတယ်အဲ့တော့ကျွန်တော် BD ပဲသုံးလိုက်မယ်ဒီကကျတော့နိုဝင်ဘာ1ရက်နေ့ 1st November okay အဲ့တော့တခြားကွက်တွေမှာထည့်စရာမလိုဘူးဒါဒီစင်းစဖွင့်တာဖြစ်တဲ့အတွက်အမြင်နဲ့ petty cash flow စဆွဲမယ်ဆိုရင်အရင်တော့ဒီဟာကိုစင်းစဖွင့်ဖို့လိုတယ် balance BD စထည့်ရမယ်အဲ့တော့ receipt ဆိုတာရထားတဲ့ငကိုရှိတဲ့အဝင်ဘက်ကိုပြောချင်တာဗျငကိုမှာရှိနေတာ32.1နိုဝင်ဘာ1ရက်နေ့ balance BD ဒီတိုင်းစင်းဖွင့်ပြီးသွားပြီ okay အဲ့တော့ 1st November ကြည့်ရမယ် 1st November မှာသတိထားမှာကကျွန်တော် petty cash ကိုဒီတိုင်းကြီးထားလို့မရအောင်လာစပြီဆိုတာနဲ့သူ့ကိုကျွန်တော်က target ပေးထားတာတစ်လောက်ကိုသူ့ကိုလက်ထဲမှာဘယ်လောက်လဲဆိုတော့150ဒါဆိုရင်ငွေ150ပြည့်ဖို့အတွက်ကျွန်တော်တို့ပြန်ဖြည့်ပေးဖို့လိုတယ်အခုလက်ထဲမှာရှိတာ32.1ရှိနေတယ်ဒါဆို150ပြည့်ဖို့အတွက်ဘယ်လောက်လိုလဲဆိုတာသိချင်တယ်ဆိုရင်150တွေကနေ32.1ကိုနှုတ်ပြီးတော့မှလိုငွေကိုပြန်ဖြည့်ဖို့လိုတယ် okay ဒါဆို 1st November မေးခွန်းမှာပြောတယ်ဗျကျွန်တော်ရဲ့ပိုင်ရှင် W Smith ကတဲ့ give cash to petty cash ကျွန်တော်ငွေတွေကို petty cash ကိုကျွန်တော်ပေးလိုက်တယ်တဲ့ to make add to impress amount add to ဆိုမြင့်ပေးတယ် impress amount ရအောင်ကျွန်တော်မြင့်ပေးတယ်လို့ပြောတယ်ဒါဆိုကျွန်တော်ရဲ့ပိုင်ရှင်ကအသေးဆုံး petty cash ကိုငွေပြန်ဖြည့်ပေးတယ်လို့ပြောတယ်ဒါဆိုငွေနိုဝင်ဘာ1ရက်နေ့မှာငွေပြန်ဖြည့်တယ်ဘယ်လောက်ဖြည့်လဲသိချင်တယ်ဆိုရင်သူ့ကိုသတ်မှတ်ပေးထားတာကဘယ်လောက်လဲဆိုတော့တစ်လားကိုပေးသုံးထားတာ impress amount က150သူ့လက်ထဲမှာရှိနေတဲ့ balance BD က32.1ဒါဆိုရင်ကျွန်တော်119.9 119.9အဲ့တော့119
ဒသမ9အဲ့တော့လုံငွေပြန်ဖြည့်ပေးရမယ်ဒိတ်ကဘယ်နေ့လဲဆိုတော့ November 1ရက်နေ့ငွေပြန်ဖြည့်တာကိုကျွန်တော်အလွယ်ကောင်းအနေနဲ့ကျွန်တော် get restore လို့ပဲသုံးလိုက်မယ်ငွေပြန်ဖြည့်တယ်ပေါ့ okay ဒါဆိုအရင်တည်း petty cash flow ဆွဲမယ်ဆိုရင်ဒီနှစ်ခုအရင်လာမယ်အမြဲတမ်း balance PD စင်းစဖွင့်မယ် impress amount ရအောင်ငွေပြန်ဖြည့်မယ်ပြီးပြီဆိုမှတရချင်းစီသူသုံးတဲ့ဟာ daily ကျွန်တော်မှတ်သွားဖို့လိုတယ် okay ဒါဆိုကျွန်တော်ငွေပြန်ဖြည့်ပြီးသွားပြီဒါဆိုရင်တက် November တက်သွားလို့ရပြီဗျ okay အဲ့တော့တွဲရင်နဲ့ဖြည်းဖြည်းပို့နားလေးလာမယ်ပေါ့ကျွန်တော်နောက်ခုအားတွေဆက်ပြပြပေးမယ် November 3ရက်နေ့မှာဗာပြောလဲဆိုတော့ paint ဆိုပေးလိုက်တယ်တော့ကျွန်တော်တို့15.2ပေးလိုက်တယ် for petrol လောင်စာပေါ့ဒါဆိုရင်သူပေးလိုက်တဲ့လောင်စာကကျွန်တော်ဘယ် column ရှိတယ်ဆိုတော့ကျွန်တော်တို့ရဲ့ column မှာကိုက်ညီတဲ့ column ကိုသွားမယ်ကျွန်တော် C ဖြည့်တယ်ဆိုတော့ကျွန်တော် motor vehicle expense ပေါ့ motor vehicle expense တော့ကားနဲ့ပတ်သက်တဲ့ဟာပေါ့အဲ့တော့ကားနဲ့ပတ်သက်တဲ့ဟာကိုသွားမယ်ဒါဆိုကျွန်တော်တို့ date ကကျွန်တော်ဗာလဲဆိုတော့ November 3ရက်နေ့ဒီတော့ date ကိုစထည့်မယ် November 3ရက်နေ့အဲ့တော့သူသုံးတဲ့ petrolအဲ့တော့ petrol okay ပေါင်ချာနံပါတ်တော့မပေးထားတဲ့အတွက်ကျွန်တော်ပေါင်ချာနံပါတ်မရှိဘူးဒီ petrol ဒီဘာနဲ့ပတ်သက်တာလဲဆိုတော့ကားနဲ့ပတ်သက်တာ 15.2 okay postage မဆိုင်ဘူး cleaning မဆိုင်ဘူး traveling မဆိုင်ဘူးလေချာမဆိုင်ဘူးဒါဆို dash ပြလိုက်မယ်ဒါဆိုအဲ့နေ့မှာစုစုပေါင်းထွက်တာလဲ payment အနေနဲ့ဘယ်လောက်ပေးရမှာလဲဆိုတော့ 15.2 စုစုပေါင်းပေးလိုက်တာ 15.2 ဒါဆိုဒီပုံစံလေးပဲအရင်တော့ petrol တက်ဆိုင်တဲ့ column မှာထည့်မယ်ပြီးရင် total မှာပြန်ထွက်ပြမယ် payment ဒီ total နဲ့တူတူပဲဗျ okay အဲ့တော့နောက်တစ်ရက်သွားမယ်လွယ်တယ် petty cash flow ဆွဲနေရဘာမှအရင်ထွေတူကျွန်တော်တို့မရှိဘူးဗျNovember 9ရက်နေ့မှာဘာလုပ်လိုက်လဲဆိုတော့ paint စာပေးလိုက်တယ်နောက်ထပ်$20 postage stamp တစ်စိတ်ကောင်းနဲ့ပတ်သက်ပြီးပေးလိုက်တယ်ဒါဆို postage stamp ဆိုတော့စာပုတ်ကနဲ့ပတ်သက်တာပေါ့ postage အဲ့တော့$20 okay ဒီမှာဆိုရင် postage အဲ့တော့ postage stamp အဲ့တော့ဒီကကြောင့်ဘယ်နေ့လဲဆိုတော့ November 9ရက်နေ့ okay ဒါဆိုစုစုပေါင်းပေးတာလေကျွန်တော်20အဲ့တော့ညီအောင်တသမထည့်ပေးလိုက် okay ဒါဆိုကျွန်တော်မဆိုင်တဲ့ဟာတွေကကြတော့ကျွန်တော်တို့ dash ပြမယ်ဒါဆိုရပြီ okay အဲ့တော့ပုံမှန်တိုင်းပဲတရချင်းစီမှာသက်ဆိုင်တဲ့ column မှာထည့်မယ်စုစုပေါင်း payment မှာထွက်ပြမယ်ဒါပဲဗျ okay နောက်တစ်ဆက်သွားမယ် November 10ရက်နေ့ဒါဆို date က November 10ရက်နေ့November 10ရက်နေ့ကကျွန်တော်ဗာပေးလဲဆိုတော့ cleaning material အဲ့တော့တန်ရှင်းနဲ့ပတ်သက်တဲ့ကျွန်တော်ကုန်ကျန်းတွေ material ဆိုတော့ဒီနေရာမှာကုန်ကျန်းတန်ရှင်းနဲ့ပတ်သက်တဲ့ material ကုန်ကျန်းတွေကျွန်တော်တို့ကဘာလုပ်လိုက်လဲဆိုတော့ဝယ်လိုက်တယ်ပေးလိုက်တယ်ဘယ်လောက်ပေးလိုက်လဲဆိုတော့$8အဲ့တော့ cleaning material အဲ့တော့ cleaning material ပေးထားတယ်ရပြီဘယ်လောက်ပေးလိုက်တာလဲဆိုတော့ကျွန်တော် cleaning material က$8ဒါဆို cleaning expense သွား$8အဲ့တော့ကျွန်တော်ညီသွားအောင်ဒါမှထည့်ပေးထားလိုက်မယ်ဒါဆိုမထည့်လဲရတယ်ပြန်တာမရှိဘူးအဲ့တော့ဒီမှာကျကျွန်တော်ညီနေအောင်ပေါ့ကြည့်ကောင်းအောင်လို့ okay အဲ့တော့စုစုပေါင်းပေးမှလဲဘယ်လောက်ပေးလိုက်မှလဲဆိုတော့$8ပဲ$8ပေးလိုက်တယ် okay အဲ့တော့မဆိုင်တဲ့ column ဒီမှာကျကျွန်တော်တို့ dash ပြမယ်နောက် November 12ရက်နေ့ petrol ပေးလိုက်တယ်ဒါဆိုရင်ကျွန်တော်တို့ motor vehicle expense မှာတော့ပြရမယ် November 12ရက်နေ့အဲ့တော့ petrolဒါဆိုရင်ကားနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်အဲ့တော့ petrol ကဘယ်လောက်ပေးထားလဲဆိုတော့ကျွန်တော်တို့9.60ဒါဆိုစုစုပေါင်းပေးတာလဲ9.60အဲ့တော့မဆိုင်တဲ့ column ဒီမှာကျွန်တော် dash ပြဒါပုံမှန်ပဲ
သူရဲ့ column လေးမှာလိုက်ပြပြီး payment မှာပြဒီပုံစံတိုင်းပါပဲဗျအဲ့တော့ daily ပေးထားတဲ့ဟာတွေကိုကျွန်တော်အသေးစိတ်မှတ်ထားပြီးတော့လကုန်တဲ့အချိန်မှာကျွန်တော်ပေါင်းချလိုက်လို့ရှိရင်ဘယ်အသေးသုံးကကျတော့စုစုပေါင်းဘယ်လောက်ရှိရဲဆိုတာပြန်ပြီး control လုပ်တဲ့သဘောပဲဗျ okay အဲ့တော့ကျွန်တော်တို့ဆိုင်ငယ်သွားရဲဆိုရင်ဘယ်နေ့ကစီဖြည့်တယ်ထောင်ဖို့ဘယ်နေ့ကစီဖြည့်တယ် record လုပ်ထားပြီးဒီတစ်လမှာဆိုရင်73စီဘယ်လောက်ကြာမယ်အဲ့ဒါမျိုးကျွန်တော်တို့မှတ်လို့ရတယ်တယ်လီဖုန်းပေဘယ်နေ့ကတယ်လီဖုန်းပေဝယ်တယ်ဘယ်လောက်ဝယ်တယ်အဲ့ဒါနောက်ဆုံးကျရင်ဒီတစ်လမှာဘယ်လောက်စာအသုံးစိတ်ပြန်ရတယ်ပေါ့ဒါကုန်ကြစိတ်ကိုကျွန်တော် control လုပ်တဲ့ပုံစံပဲအဲ့ဒါရပြီနောက်နိုဝင်ဘာ12ရက်နေ့ပြီးတဲ့အချိန်မှာနိုဝင်ဘာ14ရက်နေ့ကဘာလို့ဆိုပိတ်ပေးလိုက်တယ် 9.15 travel expense ပေးတယ်ဗျဒါဆိုကျွန်တော်တို့ထဲမှာ travel expense လိုက်ရှာရမယ်အဲ့ဒါနိုဝင်ဘာ14အဲ့တော့ traveling အဲ့တော့ကျွန်တော် traveling expense ရှိတယ်အဲ့တော့ traveling expense မှာဘယ်လောက်ပေးရမလဲဆိုတော့ 9.15 okay 9.15အဲ့တော့မဆိုင်တာတွေကျွန်တော် dash ပြမယ်အဲ့တော့ payment မှာတော့ထွက်ပြရမယ်ဘယ်လောက်ပေးလိုက်တယ်ဆိုတော့ total နဲ့တူတူပါပဲ okay အဲ့တော့သူ့အတိုင်းပဲကျွန်တော်ပြန်ရေးမယ် traveling expense ဒါမှစမ်းတဲ့အတွက်ဒုက္ခပဲရေးလိုက်မယ်နောက်တစ်ခုနိုဝင်ဘာ19ကဘာပေးရလဲဆိုတော့ cleaning material ဗျဒါဆို cleaning material အဲ့တော့နိုဝင်ဘာ19ဒါဆိုကျွန်တော် cleaning material ကိုသွားမယ်ဘယ်လောက်ပေးလိုက်တာလဲဆိုတော့ကျွန်တော်တို့က$5ဒါတော့အပေါ် grant အနေနဲ့ညီအောင်ကျွန်တော်တက်သမနှစ်နေရာပြလိုက်မယ်ဒါဆို payment မှာလည်းကျွန်တော်တို့က$5ဒါဆိုကျန်တာတွေကမဆိုင်တာတွေကျွန်တော်တို့ dash ပြလိုက်မယ်โอเคဒါဆိုရပြီနိုဝင်ဘာ19ပြီးရင်နိုဝင်ဘာ21 post date ပေးလိုက်တယ်ဒါဆို21 post dateဒါဆိုကျွန်တော် post date ရှာရမယ်အဲ့တော့ post date မှာသွားမယ်ဘယ်လောက်ပေးလိုက်တာလဲဆိုတော့ကျွန်တော်တို့ 5.30သူနဲ့မဆိုင်တဲ့ column တွေမှာကျွန်တော် dash ပြလိုက်မယ် okay စုစုပေါင်း 5.30အဲ့တော့နိုဝင်ဘာ26ပိတ်ပေးလိုက်တယ် traveling expense ဒါဆို traveling expense ပေးတာဗျ 7.64 the traveling expense ကိုသွားမယ် 7.64 okay အဲ့တော့ traveling expenseနိုဝင်ဘာ26ဒါဆိုရင်စုစုပေါင်း payment မှာလည်းဘယ်လောက်လဲဆို7.64 column တက်ဆိုင်တဲ့ column မှာထည့်ပြီးသွားပြီဆိုရင်တော့ payment မှာတော့ထည့်ထားပေးရမယ် payment မှာပြန်ပြဖို့လိုတယ်ဗျအားလေးတော့သတိထားအဲ့ဒါဒီမှာ dash ပြ okay အကယ်၍များကျွန်တော်တို့ကနိုဝင်ဘာ26ရက်နေ့မှာပဲ traveling expense ရဲ့ post date ရပေးတယ်ဆိုရင် traveling မှာပြမယ် traveling column မှာပြမယ် post date column မှာပြမယ် okay ပြီးလို့ရှိရင်အဲ့နှစ်ခုကိုပေါင်းပြီးတော့ဒီ payment မှာကျွန်တော်စုစုပေါင်းသွားပြရမယ်အဲ့တဘောပဲဗျ payment ထည့်ထားတယ်ဆိုတော့ဒီနေရာမှာတော့တစ်ရက်ကိုတစ်ခုပဲပေးတာဖြစ်တဲ့အတွက်သူတို့တက်ဆိုင်တဲ့ column မှာပြတဲ့ပမာဏတွေဒါတွေနဲ့တန်းတူပဲဖြစ်နေတယ် okay နောက်တစ်ခု27နိုဝင်ဘာ29ရက်နေ့မှာကျွန်တော် post date stamp ပေးလိုက်တယ်ဒါဆို post date stampနိုဝင်ဘာ29 30အဲ့တော့ကျွန်တော် post date ကိုသွားမယ် post date မှာ30ကျွန်တော်အပေါ်ကနေကြည့်ကောင်းတုံညဖြည့်လိုက်မယ် okay ဒါဆိုကျွန်တော် payment မှာလည်းကျွန်တော်က30ဒါဆိုမဆိုင်တဲ့နေရာမှာ dash ပြလိုက်မယ်ကိုကျွန်တော်နိုဝင်ဘာ30မှာပိတ်ပေးလိုက်တယ် 3.5 ကိုပေးတယ်ဗျပေးပဲဆိုတော့အကျွေးပေးနေရရှိရတဲ့
အဲ့လိုလူတွေကိုပေးတဲ့ဟာမျိုးဆိုရင်ကျွန်တော်လဲကြမှာပြမယ်အဲ့တော့ကိုကော်လန်ဘယ်သူပေးတဲ့ကော်လန်တွေအများကြီးဆိုကျွန်တော်တို့အဆင်မပြေဘူးကျွန်တော် petty cash ပုံစံမှာမဟုတ်ဒါတော့အလွယ်မဲ့လို့ရတယ်ဗျအကျွေးတွေပေးတာတွေဆိုလို့ရှိရင်လူတွေကိုအကျွေးပေးတာဆိုရင်ကျွန်တော်လဲကြမှာသုံးတယ်အဲ့ဆိုရင်လဲကြမှာတော့ပြရမယ်ဗျ 3.50 သတိထားပါဒါလဲကြရဲ့ပုံစံပေါ့အဲ့တော့ 3.50 နာမည်မှာကျတော့ကျွန်တော်တို့9တော့နိုဝင်ဘာ30အဲ့တော့မဆိုင်တဲ့ corner မှာကျွန်တော်တို့ dash ပြမယ်ဗျဒါဆိုပြီးသွားပြီပုံမှန်တိုင်းပြောရင်ဒါဆိုကျွန်တော် petty cash ပုတ်ဆွဲတာပြီးသွားပြီဒါဆိုဒီတိုင်းတော့မရအောင်ကျွန်တော်စင်းပိတ်ပေးရမယ် okay ဒါဆိုရင်စင်းပိတ်ပုံပိတ်ပြီးပြပြမယ်ဗျကျွန်တော် petty cash ပုတ်ပိတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံး payment ကနေစပြီးတော့ကျွန်တော်ပိတ်ရမယ်အဲ့တော့ payment ကနေစပြီးပိတ်မယ် payment စပိတ်တဲ့အချိန်မှာကျွန်တော်ဒါမျိုးနောက်ဆုံး column ထိကိုကျွန်တော် select လုပ်ပြီးတော့မှကျွန်တော်အပေါ်ဘားကိုအရင်ဆုံးပိတ်မယ်โอเคအပေါ်ကလည်းပိတ်ပြီးသွားပြီပိတ်သွားလို့ရှိရင်ကျွန်တော်တို့က payment မပါတော့ဒီ column တွေကိုပြန်ပိတ် bottom ပိတ်ပေးရမယ်ပိတ်တဲ့အချိန်မှာ bottom ကျွန်တော်တကြောင်ပိတ်နဲ့ကြောင်ပိတ်ပေးရမယ်โอเคဒါဆိုပြီးသွားပြီဒါဆိုအရင်ဆုံးကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ဒီတော့ဒီ payment တွေကိုအရင်ဆုံးပေါင်းမယ်ဗျအဲ့လိုပိတ်ပြီးသွားရင် payment ကနေစပြီးတော့မှတကြောင်ပြည့်ဆွဲမယ်ဆွဲပြီးသွားရင် payment မပါတော့ဘူးကျန်တဲ့ဟာတွေတကြောင်ပိတ်နေကြောင်ပိတ်မယ်လောလောဆယ်အဲ့ဒါကိုရင်ပိတ်မယ်ပေါ့အဲ့ဆိုကျွန်တော် payment တွေအားလုံးရင်ပေါင်း payment တွေရင်ဆုံးဆို15.2 15.2 20 8 9.6 9.6 9.15 5 5.3ကျွန်တော်ညမထည့်တော့ 7.64 အကိန်းနဲ့ပေါင်းတော့3ထားပါပြီးရင်30 3.5 အဲ့ဒါရပြီဒါဆိုအားလုံးပေါင်းဒီ payment ဒီဘယ်လောက်လဲဆိုတော့113.39 113.39 အဲ့ဒါတပည့်ချက်ပြန်စစ်မယ်113.39 ဒါဆိုရပြီ okay ပြီးရင်ကျွန်တော်ဒီမှာ column တစ် column ချင်းစီပြန်ပေါင်းအောင်မယ် column တစ် column ချင်းစီဒီလောက်မှာဘယ်လောက်သုံးလဲဆိုတော့ 15.2 ရယ် 15.2 ရယ် 9.6 ရယ်ဒါဆိုရင် 24.8 24.8 ဒါဆိုရပြီ20 ရယ် 5.3 ရယ် 30 ရယ် 55.3 55.3 okay နောက်တစ်ခု8 ရယ် 5 ရယ် okay ဒါဆို73အဲ့ဒီမှာတော့ကျွန်တော်3ညမဖြည့်တော့ဘူးရပြီ 9.15 ရယ် 7.64 ရယ်ဒါဆိုရင် 16.9 16.9 ဒီမှာတော့တစ်ခုတည်းပဲရှိရယ် 3.5 ဆိုတော့ okay အဲ့တော့3ညထည့်လဲရတယ်မထည့်လဲရတယ်ပြန်လာမရှိဘူး okay အဲ့တော့တသက်ရဖြစ်ချင်တဲ့ဆိုရင်လည်းထည့်ပေါ့ okay ဒါပြင်ဒီအားတွေကျွန်တော်တို့က column တွေပြန်ပေါင်းနေဆိုလို့ရှိရင်ဒီတန်ဖို့ပြန်ရအောင်ဒါဆိုကိုက်မကိုက်ပြန်စစ်လို့ရတယ် double check ပေါ့အဲ့တော့ 24.8 column တစ်ခုချင်းစီပေါင်းခြင်းအတူတည်းပြန်ရအောင် 55.3 73 16.9 3.5
ဒါဆိုရင်113.39ရပြီ okay ဒါဆိုကျွန်တော်ဒီတိုင်းတော့မရသေးဘူးစင်းကိုထပ်ပိတ်မှရမယ်စင်းကိုပိတ်တဲ့အချိန်မှာကျွန်တော်ဒီနားမှာလက်ကျန်ဆိုတော့ကျွန်တော်ထွက်ရမယ်အဲဆိုကျွန်တော်ဒီမှာပိတ်ရမယ်okay okay အဲဆိုဒီမှာဒီကြောင်းပေးပေးရမယ်အဲ့လိုပဲဒီဘက်မှာလည်းကျွန်တော်တို့သွားပြီးတော့ receive ဘက်မှာလည်းသွားပေးရမယ်โอเคအဲဆိုပေးဖို့ပေးနေရကြကျွန်တော်တို့ပြန်ပြောလို့ရတယ်ပေးမဲ့ကနေစပြီးတော့မှတကြောင်ပြည့်ဆွဲမယ်ပြီးရင်ပေးမဲ့မပါတော့တကြောင်ပေးနေကြောင်ပေးပေးမယ်ပြီးရင်တကြောင်ချတကြောင်ပေးနေကြောင်ပေးပိတ်အဲ့ဒါဟိုဘက်က receive နဲ့တကြောင်ပေးနေကြောင်ပေးတူပါမယ်โอเคဒါဆိုစင်းရင်ပုံမှန်တိုင်းပိတ်ပြီဒါဆိုလအစမှာသူ့ကို32.1ရှိတာကိုလိုတဲ့ငွေ119.9ဖြည့်လိုက်တဲ့အချိန်မှာသူ့ impress amount တန်ဖိုး150ပြန်ဖြစ်သွားမယ်အဲ့တော့ဒီနှစ်ခုပေါင်းလိုက်လို့ရှင်150ပြဒါဆိုသူဒီစုစုပေါင်းငွေဒီ150ရှိရဆိုတဲ့သဘော150ဒါဆိုငွေအားလုံးဒီ150ရှိတယ်ဒါဆိုသူသုံးလိုက်တာက113.3ကိုသုံးလိုက်တာဖြစ်တဲ့အတွက်လက်ကျန်ထွက်မယ်လက်ကျန်ဘယ်လောက်လိုလဲသိချင်တယ်ဆိုရင်150တွေကနေသူသုံးလိုက်တဲ့113.39ဒါဆိုရင်ကျွန်တော်တို့က36.61ထွက်လာမယ်အဲ့တော့လက်ကျန်ဒီ36.61 အဲ့တော့6တက်ရမယ်โอเคအဲ့တော့ကျွန်တော်တို့ကဗာလဲဆိုလက်ကျန်ဆိုဘယ်လဲ CD လို့သတ်မှတ်တယ်ဘယ်လဲ CD โอเคလောက်ကုန်ရဲ့နိုဝင်ဘာ30ဒါဘယ်လဲ CD အဲ့လိုရှားတာဖြစ်ပါတယ်ဘယ်လဲ CDဆိုရโอเคအဲ့တော့ balance အဲ့တော့ကျွန်တော်တို့ payment စပြီးတော့မှအပြည့်ပိတ် payment မပါတော့ဘူးဒီကြောင်ပိတ်ဒီကြောင်ပိတ်ပြီးရင်ဒီကြောင်ချဟိုဘက်မှာဒီကြောင်ရောက်ကဒီကြောင်ပိတ်ဒီကြောင်ပိတ်โอเคဒီနိုဝင်ဘာလလည်းလှုပ်ဆက်လို့မှာမဟုတ်ဗျာနောက်လတွေလည်းလှုပ်ဆက်လို့အောင်ပါနိုဝင်ဘာပြီးနောက်လပါလဲဆိုကျွန်တော်ဒီဇင်ဘာအဲ့ဒါ CDOBD ဆွဲချအဲ့ဒါဒီအောက်ရောက်သွားမယ်ဗျ36.61โอเคနိုဝင်ဘာပြီးရင်ကျွန်တော်ဒီဇင်ဘာအဲ့ဒါဒီဇင်ဘာ1စင်းပြန်ဖွင့်ပေးဖို့လိုတယ်ဒါလေးကျွမ်းကျင်အောင်တစ်ခါလေးဖြည့်ရမယ်အဲ့ဒါဘယ်လဲ BD ဖြစ်သွားမယ်စင်းဖွင့်လိုက်ချင်အဲ့ဒါနိုဝင်ဘာပြီးရင်ဒီဇင်ဘာအဲ့ဒါဒါပြန်ဖြည့်တယ်โอเคဒါဆိုထုံးစံအတိုင်းပဲကျွန်တော် cash box စဆိုရင်စင်းစဖွင့်လို့ပြောတယ်ဒီတိုင်းဖွင့်လို့မရဘူးပြီးသွားရင်ကျွန်တော်တို့နောက်လာမှာအလုပ်လုပ်ဖို့အတွက်ဆိုရင်ပိုင်ရှင်ကကျွန်တော်တို့အမြဲတမ်းငွေကင် petty cash ကိုအမြဲတမ်း150ဖြည့်ပေးမယ်လို့ကျွန်တော်တို့ပြောပေးထားတာဖြစ်တဲ့အတွက်လာစားတဲ့အချိန်မှာသူ့လက်ထက်မှာ150ရှိနေရမယ်ဒါဆိုရင်ကျွန်တော်တို့ဒီဇင်ဘာစားတဲ့အချိန်မှာကျွန်တော်တို့က36.6ပဲရှိတယ်ဒါဆို150ပြေးဖို့အတွက်ပြန်ဖြည့်ရမယ်ဒါဆိုလွယ်ပါတယ်နှုတ်နေစရာမလိုသူသုံးလိုက်တဲ့ပမာဏပြန်ဖြည့်လိုက်ရင်ရတယ်ဗျဒါလုံးမမဟုတ်ဘဲနဲ့150တွေကနေအပေါ်တုန်းကလိုပဲ32.1ကိုနှုတ်ရင်လိုတဲ့ငွေရတယ်လို့ပဲ36.61ထဲကနေ150နှုတ်လိုက်တယ်ဆိုလို့ရှိရင်ဒီမှာလိုနေတဲ့ဟာရတယ်အဲဒါသုံးလိုက်တာပြန်ဖြည့်လို့ရတယ်ပေါ့အဲဒါ113.39 okay ဒါတော့ငွေပြန်ဖြည့်တယ်အဲတော့ငွေပြန်ဖြည့်တာဒီကျွန်တော်တို့ဒီဇင်ဘာအစမှာပဲအမြဲတမ်းဖြည့်ရမယ်ဒီဇင်ဘာ1ရက်နေ့ငွေပြန်ဖြည့်တာဖြစ်တဲ့အတွက်သူ့ကို get restore အဲ့လိုပဲသုံးလိုက်မယ်လွယ်ကူစွာဒါပဲပေါ့ okay ဒါတော့ petty cash flow ရဲ့သုံးတဲ့ပုံစံပေါ့ဘယ်လိုဆွဲတယ်ဆိုတာ okay ခုနောက်ပိုင်းလုပ်ငန်းတော်တော်များများတော့ကျွန်တော် petty cash flow သုံးတာတိတ်မတွေ့တော့ဘူးပေါ့နော် okay cash flow ထဲမှာပဲ met daily ဝင်တာတွေထွက်တာတွေပေါ့အဲ့တော့တချို့ကြလည်းသုံးတယ်ဒါပေမဲ့ကျွန်တော်စင်းကန်တယောက်အနေနဲ့ဒါတွေအားလုံးသိဖို့လိုတယ်ဒါဒီ petty cash flow ပုံစံဒါဆိုရတယ်လွယ်ကူပါတယ်ဗျဒါမှပြီးသေးဘူးကျွန်တော်တို့မေကွန်က A ရယ် A ရှိသေးတယ်အပြင်ကျွန်တော် B လာအောင်မယ်အဲ့တော့ B ကပြောတယ်ဗျboth the total of each analyzed column တွေကိုတဲ့သူ relevant ledger အကောင့်တက်ဆိုင်တဲ့ ledger အကောင့်တွေကျွန်တော်ပြန်ရွှေ့ရမယ်ဆိုလိုတာကျွန်တော်တို့က column တွေနဲ့ကျွန်တော်တို့ခွဲထားရှိတယ်ဗျ motor vehicle expense postage cleaning traveling ledger အခုကနိုဝင်ဘာလအတွက်ဆိုရင်နိုဝင်ဘာလမှာ motor vehicle expense ဘယ်လောက်သုံးတယ်လဲ postage ဘယ်လောက်သုံးတယ် cleaning ဘယ်လောက်သုံးလဲဆိုတော့ကျွန်တော် total တွေရှိရဗျဒါတွေ
အဲ့တော့နောက်လာကြရင်လည်း73မှာဖြစ်တဲ့အတွက်တလားစုစုပေါင်းသုံးထားတဲ့ပမာဏတွေကိုသက်ဆိုင်တဲ့ account တွေကျွန်တော်ပြန်ရွှေ့ဖို့လုပ်တယ်အဲ့တော့အောက်မှာ motor vehicle expand account ရယ် postage account ရယ် cleaning account ရယ် traveling expand ရယ်ကိုရယ်ဒါဆိုကျွန်တော်တို့ခုနကနာမည်မှာကိုတစ်ခုတည်းရှိတာကိုတကယ်လို့Rosie တို့ Thomas တို့နာမည်တွေပါလာတယ်ဆိုရင်ကိုတို့ Rosie တို့ Thomas တို့အများကြီးဆွဲရမယ်ပေါ့အခုကတယောက်တည်းဖြစ်တဲ့အတွက်ကိုပေါ့ okay အပေါ်မှာပေးထားတဲ့ column ရှိတယ် motor vehicle expand ရယ် postage ရယ် cleaning ရယ် traveling ရယ်လေကြာသည်တယောက်ကရှိလာနိုင်တယ်အဲ့တော့အနေထားကိုကြည့်ရမယ်အခုတော့တယောက်တည်းဖြစ်တဲ့အတွက်ကိုပေါ့ဒါဆိုအကောင့်5အကောင့်ဆွဲရမယ်ပေါ့ဒါဆိုသူကအကောင့်5အကောင့်ဆွဲပြီးသားဒါရွှေ့ရုံပဲ okay ဒါဆိုကျွန်တော်တို့ထဲမှာလည်း ready ရှိရယ် motor vehicle expand ဒီပါမျိုးစားလဲဆိုတော့ကားနဲ့ပတ်သက်တဲ့ motor vehicle expand ဒီကားနဲ့ပတ်သက်တဲ့ expand ဆိုတော့သူ့ expand လို့ပဲသတ်မှတ်တယ် expand ဆိုကျွန်တော်ကပုံမှန်တိုင်းပြောထားတယ် expand ဆို debit ဒါ total ကိုရွှေ့ရမှာဟုတ် total or column analyze column တစ်ခုချင်းစီရဲ့ total တွေကိုသက်ဆိုင်ရာလေကြာအကောင့်ရွှေ့ရမယ်အတဲ့အတိုင်းရွှေ့မယ် motor vehicle ဒီ expand ဖြစ်တဲ့အတွက် debit 24.8ဒါဆိုအမောက်မှာ24.8တောင်ညဒီကဘယ်ကနေကြည့်ထားလဲဆိုတော့ကျွန်တော် petty cash flow ဖြစ်တာဖြစ်တဲ့ PCP total ကိုယူတာဖြစ်တဲ့အတွက်ထုံးစံတိုင်းပဲ sundry လကုန်ရဲ့နိုဝင်ဘာ30ဆိုလိုတာနိုဝင်ဘာလအတွက်စုစုပေါင်း petty cash flow ကနေတွက်ကြည့်လို့ရတယ် motor vehicle expand သုံးဆွဲထားခြင်းဒီ 24.8 လို့ပြောတာဗျနိုဝင်ဘာပြီးနောက်လဒီဇင်ဘာလဆိုရင်လည်းဒီဇင်ဘာလမှာတုံးလိုက်တဲ့ဟာတွေကိုဒီတိုင်းတည်တဲ့အနေနဲ့လာပြမယ်ပေါ့အဲ့ဒီပုံစံပဲ okay အဲ့တော့ကျွန်တော်မြင်အောင်အရင်ပြထားလိုက်မယ်ဒါတော့ကျွန်တော် petty cash flow မှန်သိအောင် PCB လို့ရေးလိုက်တာပေါ့နောက်တစ်ခါ postage ဒီလည်း expand ဖြစ်တယ်ဗျ expand ဆိုရင် debit ပဲအဲ့တော့ဒီကနိုဝင်ဘာ30ဒီနေ့မှရေးလို့ရှင် sundry folio မှာ PCB amount မှာကျွန်တော်တို့ကအပေါ်သွားကြည့်မယ် postage စုစုပေါင်းဘယ်လောက်လဲဆိုတော့ 55.3 55.3 ဒါဆိုရပြီအဲ့တော့တက်မဖြည့်ပေးလိုက်တယ်3ညဖြည့်ပေးလိုက်တယ်ညီအောင်လို့နောက် cleaning expand လဲကျွန်တော်တို့က expand ဖြစ်တယ် expand ဆို debit ဒါပဲတော့ပြန်ရွှေ့ရတယ်ဆိုတဲ့အမည်မျိုးရအောင်လို့ပေါ့ sundry petty cash flow ဆိုတော့အတူက PCP ဒါတော့ပေါ်မှာ cleaning သွားကြည့်မယ်ပေါ်မှာ cleaning ကကျွန်တော်ဘယ်လောက်လဲဆိုတော့73 okay ထုံညာထည့်ပေးလိုက်မယ် okay နောက်ခု traveling expand သူလည်း expand ဖြစ်တဲ့အတွက် expand ဆိုရင် debit ရိုးရှင်းပဲနိုဝင်ဘာ30 okay sundry PCB တကယ်လို့ဒါ sundry မသုံးဘူးဆိုတရက်ချင်းစီရေးနေရမယ်ဆိုအများကြီးဖြစ်လာနိုင်တယ်အဲ့အတွက်အချိန်ကိုမခံတော့ဘူးကျွန်တော်အနစ်ချုပ်ပဲယူတဲ့သဘော sundry အဲ့တော့ traveling expand အဲ့တော့ traveling expand ဘယ်လောက်လဲဆိုတော့ 16.9 16.9 ဒါဆိုရပြီနောက်တစ်ခုကိုကတော့ထုံးစံတိုင်းပဲကျွန်တော် debit ပဲအဲ့တော့ November sundry PCB ဘာဆိုတော့ကိုအားကြောင့်ကျွန်တော်တို့က pay ပဲလို့ပြောထားတယ်ဗျ pay ပဲဆိုတာကျွေးရှင်ကျွန်တော် pay ပဲကိုအကျွေးဆက်တယ်ဆိုလို့ရှိရင်ကိုဒီ liability အကျွေးရှင်ဆိုတာ liability ကိုအကျွေးသွားဆက်လိုက်တယ်ဆိုရင်ကျွန်တော် liability ကရော့သွားမှာပေါ့အကျွေး9000ရှိတယ်အကျွေးအဲ့ဒါကို2000ဆက်လိုက်တယ်ဆိုရင်ကျွန်တော်ပေးရမယ်အကျွေးဒီရော့သွားမယ်ဆိုတဲ့သဘောကိုပြောချင်တာဗျ okay အဲ့တော့ liability တွေကတိုးရင် credit ရော့ရင် debit ဒါကြောင့်မလို့ရော့တာမဟုတ်လို့ debit မှာဗျဘယ်လောက်လဲဆိုတော့ကျွန်တော်တို့က 3.50 ဒါဆိုရပြီ okay အဲ့တော့လာစဉ်လာတိုင်းကျွန်တော်တို့ကုန်ကြသိမ်းမှာကျွန်တော်တို့ total ရွှေ့သွားမယ်ပေါ့နော် petty cash flow မှာ okay ပုံမှန်အနေနဲ့ပြောရင် petty cash flow မှာဝင်တာတွေဆိုလို့ရှိရင် receipt ပေါ့အဲ့တော့ကျန်တဲ့ column နောက်က column တွေက analyze column တွေကထွက်တာဒီ column တွေကကျွန်တော်တို့ကကြက်စရာမလိုဘူးပုံသေး5ခွက်ရှိမယ် receipt date detail voucher number payment ပေါ့အနောက်က column တွေကမေးခွန်းကြည့်ရမယ်ပေါ့ကျွန်တော်တို့ကစာတွေဖြစ်တဲ့အတွက်ဘာ column ခွဲပါဆိုတာဒါပဲဗျဒါဆိုရင်တော့ question number 1လေ့လာလို့ရပြီ okay အဲ့ဒါမရတာရှိရင်လည်းမေးလို့ရတယ်